ဆောက်ရုပ်စီထားအဲ့ဒါမှမိုးတဲ့ဘက်ဖိုးဆရာဆိုင်းလူရဲ့ဘက်ဖိုးဆရာမိမဒါသူတို့အေးအဲ့ဒီကဒီမှာလမ်းမှာမြောင်းလောက်ထားပြီးသားတယ်ပေါ့ဒါမြောင်းလေးလောက်ထားပြီးသားဒီမြောင်းလောက်ဖို့အတွက်ကသူကတအေးကို80ချစ်ထက်မြောင်းရေလဲရနေပြီရေတော့လုံနေပြီရေထွက်နေပြီဒီကသူက20လောက်ကုန်တယ်တဲ့မှာသူက20လောက်ကုန်တယ်3နှစ်ရှိပြီ20ကုန်တာဒီတော့ပြအဲ့ပါတော့ဖေးလေးပါစိုက်ဟောထွေးခဲ့လို့ဒါမီနဲ့အောင်မထိုင်နေဒါတော့ဘက်ကချမ်းဒါကရွာလေလန်းနဲ့ငါတို့ရှိဘက်ဝင်လာလိုက်အဲ့လိုရှိဘက်ဝင်လာတဲ့ဆိုတကွက်ငုတ်ဒီဟိုမြောက်ဘက်ထိတ်ကရှိဘက်ထိတ်ကအေးလည်းမိုက်တယ်ထိတ်တဲ့အေးရတယ်မြောင်းလေးဒီမြောင်းလေးကပကားမြောင်းဖြစ်ဖို့ပကားမြောင်းဖြစ်လို့ဟိုပကားမြောင်းရှိပါအုပ်တဲ့ပကားမြောင်းအဲ့လိုပကားမြောင်းဆိုရင်ကိုယ့်ကိုလုံးကိုရှိကိုလုံးပေါ့အဲ့လိုမျိုးတူပါထွေးလို့တာမီးအေးစီးမှအငိမ့်ဒါသူတကွက်ကြသေးတယ်ဒါအဲ့သူမလဲဘက်ဖရိုးဆရာတကွက်ကြသေးတယ်ဟိုတော့ဝယ်ထားပေးတာလေကိုဖြိုးနဲ့မှမိုးတဲ့ဘက်ဖရိုးဆရာရဲ့ဒီကနေအောင်ဒါမဲ့သူတို့လမ်းအေးမြောက်ဖက်မှာအခုထိုးနေတဲ့အတန်ကြားမလားဘူးငါထွက်လာဒီဘက်အေးအဲ့ဒီဘုံပြတပေးအေးရဲ့ဟိုဘက်အကွက်ဒီနားလောက်အကွက်ပေါ့အဲ့ဒီအကွက်အဲ့ဘုံပြတပေးအေးနားလောက်အကွက်အဲ့ဒီအကွက်ဒီအကွက်အခုအလဲတဲ့အကွက်အဲ့နှစ်ကွက်တွဲကို1000ထွက်သွားတာတဲ့မြောင်းတော့ကိုကိုလောက်ရတာကြည့်မြောင်းတော့ဒါကိုလောက်ရတာကိုလောက်ဒီမြောင်းအောင်ဝိုင်းရှင်းလာပေးတာအဲ့လက်ဖက်လမ်းကောင်းရဲ့လမ်းအရင်တော့ဒီမှာကြည့်လမ်းမြေမာလမ်းဖြစ်သွားပြီရမ်းမိုက်တယ်ဟိုရှိပဲဒီလဲကောင်းဝိုင်းဟုတ်လားရွာငါတို့ဒီအကွက်နဲ့လမ်းမဲ့လို့